မင်္ဂလာပါဒီနေ့တော့ဘယ်သူမှတော့မထင်ထားတဲ့ Manchester United ရဲ့ယာတီလဲကအလဲ့ပြောင်းကြည့်ကြောင်းပြောပြချင်ပါတယ်အမှခမ်းမဲ့ဗျာအဲ့ဒီတော့အဓိကဇက်ကောင်တွေက Carrick နဲ့ Shesko သူတို့ရဲ့အစွမ်းတွေကဘာတွေလဲလာအတူတူကြည့်လိုက်ကြစို့ ကဲစလိုက်ရအောင်ဗျာပထမဆုံးမေကွန်းတစ်ခုမေးကြည့်ချင်တယ်အခု Premier League မှာခြေအငိမ့်ဆုံး form အကောင်းဆုံးအသင်းကဘယ်အသင်းဖြစ်မလဲခဏလောက်လေးအဖြေကိုစဉ်းစားကြည့်လိုက်ပါဦး အဖြေကတခြားအသင်းမဟုတ်ပါဘူး Manchester United ပါပဲမယုံနိုင်စရာပဲနော်ဒီ form table ကိုဒါကြည့်လိုက်နောက်ဆုံး6ပွဲမှာဆိုရင် Chelsea တို့ Man City တို့လိုအသင်းကြီးတွေကိုတောင်ကြော်ပြီးတော့16မှတ်နဲ့ထိတ်ဆုံးမှရက်တည်နေရဗျာတကယ်ကိုမထင်မှတ်ထားတဲ့ပြောင်းလဲမှုကြီးတစ်ခုပဲ ကဲဒီလိုအကြီးကျယ်ပြောင်းလဲသွားအောင်လုပ်နိုင်ခဲ့တဲ့နောက်ွယ်ကဘီတုခါကဘာတူလဲဟုတ်ပါတယ်ယာယီမန်နေဂျာ Michael Carrick ကပါပဲဆိုတော့သူကတော့ဒီအသင်းကိုဘယ်လိုများပြောင်းလဲပစ်လိုက်ကြလဲဗျ United ရဲ့ဒီတရားတွေအတွက်ဖြစ်နိုင်ခြေ၃မျိုးကိုရှင်းရှင်းလေးလေးမြင်တတ်အောင်ပြောပြမယ်မန်နေဂျာဟောင်းနဲ့သာဆက်သွားရင်ယာတီကုံမှာ90ခုမှပဲရမယ့်အခြေအနေဆိုကြီးခမင်းချက်ဒီရဆိုရင်တော့64မှတ်လောက်နဲ့ယာတီသိမ့်မယ်ပေါ့ဒါပေမဲ့ Carrick ရဲ့လက်ရှိခြေစွမ်းတိုင်းသာဆိုရင်အန်အောစရာကောင်းလောက်အောင်89မှတ်အထိတောင်ရောက်သွားနိုင်တယ်ဗျကြည့်လိုက်စမ်းပါကွာခြားချက်ကဘယ်လောက်တောင်ကြီးလဲဆိုတာ Carrick ရဲ့နီတန်းကအစားပိုင်းမှာတော့တေကလေးကိုရိုးရှင်းပါတယ်။သူကရှုပ်ရှုပ်ထွေးထွေးတွေမလုပ်ဘူး။ပထမဆုံးကစားခွက်ကို4231ကိုပြောင်းလိုက်တယ်။ပြီးတော့ကစားသမားတွေကိုသူတို့ရဲ့ပင်ကိုနီယာအမန်နီမှာပြန်ထားပေးလိုက်တယ်။တိုက်စစ်ကစားသမားတွေကိုလည်းလွတ်လပ်ခွင့်ပို့ပေးလိုက်တယ်။အခြေခံနဲ့မှန်သွားပြီဆိုတော့မှအခုနီးစနစ်ပိုင်းဆိုင်ရာအလွှာသစ်တွေကိုဖြည်းဖြည်းချင်းထပ်ပေါင်းထည့်နေတာမျိုးပါ။ဒါပေမဲ့အရာအလုံးကတော့ပြည့်ပြည့်စုံနေပြီလို့ပြောလို့မရသေးဘူးဗျာဖြည့်ရှင်းစရာပြဿနာတွေရှိနေတော့ပဲဥပမာအနေနဲ့ပြောရင် Everton နဲ့ပွဲမှာပေါ့သူတို့ဟာဒီမှာ high turnovers လို့ခေါ်တဲ့ကိုကွန့်ပတ်ချမ်း enter ရှိတဲ့နေရာကနေဘောလုံးဆုံးရှုံးမှုအများဆုံးကို United စီကနေရခဲ့တယ်ဆိုလိုတာကနောက်တန်းကနေဘောလုံးတီဆောက်တဲ့အခါဖျားပေးခံရရင်ဒုက္ခရောက်နေတုံးပဲဆိုတဲ့သဘောပါပဲဒါကတော့ပြင်အောင်မယ့်အချက်ပေါ့အဲ့ဒီမှာမယ်ဒီလိုစကားလေးတစ်ခုထပ်လာတယ်အရန်ခုံကနေထွက်လာတဲ့လူစားဝင်ကစားသမား Benjamin Sesko ကနောက်ထပ်ကိုတကူအတွင်းယူထားခဲ့ပါလေတဲ့။အဲဒီစကားကနေတဆင့်ကျွန်တော်တို့မန်နေဂျာရဲ့အခန်းကဏ္ဍနဲ့အသိအကြအရေးပါတဲ့ဂိုးတွေကိုတွင်းပေးနေတဲ့အထက်ကစားသမားစီကိုအာရုံပြောင်းလိုက်ကြအောင်။ဟုတ်ပါတယ်။သူကတော့ Benjamin Sesko ပါပဲ။ဒီလက်အပြောင်းရဲ့အဒီကြလင်းနဲ့ပွဲရဲ့အဖြစ်ကိုပြောင်းလဲပေးနိုင်တဲ့ Super Sub တရားအဖြစ်တောက်ပလာသူပေါ့ဗျာ။တနအီကို20မိုင်ဟုတ်ပါလေ။20မိုင်မှာဒါက Shashko ရဲ့မယုံနိုင်စရာအမြန်ဆုံးရှင်ပဲဒီကနန်းတစ်ခုတည်းနဲ့တင်သူဘလောက်တောင်အားသာလဲဆိုတာမြင်တာနေပြီအဲ့ဒီအမြန်နှုန်းက Premier League မှာဘလောက်အထိထူးခြားလဲဆိုတာကိုဒီစရာအကွက်ကိုကြည့်လိုက်ရင်ပိုရှင်းသွားလိမ့်မယ်သူကလိရဲ့အမြန်ဆုံးတိုက်စစ်မှုတွေထဲမှာကိုထိတ်တန်းနေရာကနေပါဝင်နေတာတွေ့ရမှာဒါပေမဲ့လေဒီမှာတကယ်စိတ်ဝင်စားဖို့ကောင်းတာကသူ့ရဲ့ super power ကအမြန်နှုန်းတက်တက်ပဲမဟုတ်ဘူးဆိုတာပဲအဓိကထိန်းချုပ်နိုင်စွမ်းပြတနာရီ20မိုင်နှုန်းနဲ့ပြေးလာရကနေဂိုးထွင်းဖို့အတွက်15မိုင်နှုန်းအထိအရှင်ကိုပြန်လျှော့ပြီးတိငင်ကန်သွင်းသွားနိုင်တာကသူ့ရဲ့ထိတ်တန့်အဆင့်တည်ငြိမ်မှုကိုတက်တည်ပြနေတာပဲအဲ့ဒါကြောင့်ပဲသူ့ကိုခိတစ်တိုက်စစ်မိုးလို့တင်စားလို့ရတယ်ဘာလို့လဲဆိုတော့အရက်အမောင်းတနာရီ20မိုင်အမြန်နှုန်းလို့ထိတ်တန့်ရုပ်ပိုင်းဆိုင်ရာအရေးသေးတွေအပြင်လိမ္မာပါနဲ့တဲ့လှရှားမှုပြင်းပြရဲ့စိတ်ဓာတ်နဲ့နီးစနစ်ပိုင်းတည်ငြိမ်မှုတွေကိုပါပေါင်းဆက်ထားနိုင်တဲ့ကစားသမားမျိုးမို့လို့ပဲဒီနေရာမှာတော့တကယ်ကိုစိတ်လှရှားစရာကောင်းတဲ့နိုင်ရှိမှုတစ်ခုပေါ်လာပြီဗျတစ်ဖက်မှာ Manchester United ရဲ့ Gundogan မူလ Super Sub ဖြစ်တဲ့ Ole Gunnar Solskjaer နောက်တစ်ဖက်မှာတော့ Kit Super Sub Benjamin Sesko သူတို့နှစ်ယောက်လူစားဝင်ကစားသမားဖြစ်ဘလောက်တောင်တက်ရောက်မှုရှိလဲဆိုတာကြည့်လိုက်ရင် Solskjaer ရဲ့မိနစ်60ကစားချိန်တိုင်းဂိုးသွင်းနှုန်းကတကိုးနီးပါးရှိခဲ့တယ်Shesko ရဲ့ကိန်းကနန်းကလည်းအန်အောစရာကောင်းလောက်အောင်အလိုနီးစပ်နေတာကိုတွေ့ရမှာပါဟုတ်ပါတယ် Shesko အတွက်နမူနာပွဲအရေးအတွက်နဲနေသေးပေမဲ့ဒါကအလားအလာကောင်းကိုတော့အသေးချာဖြတ်နေတာပဲကဲဒီလိုအောင်မြင်မှုတွေနဲ့အတူရှစ်ဆက်ရမယ့်လမ်းဆောင်လမ်းခွဲကိုရောက်လာပြီပေါ့အခုချိန်မှာအားလုံးသိချင်နေတဲ့မဖြေရှင်းရသေးတဲ့မေးခွန်းကြီးတစ်ခုပေါ်ထွက်လာပါတယ်ပထမမေးခွန်းကတော့ Michael Carrick ကိုအမြဲတမ်းမန်နေဂျာအဖြစ်ခံအပ်တင်ပြီလားပြည်သူတွေရဲ့သဘောထားကတော့တော်တော်လေးရှင်းပါတယ်မဲခွဲစစ်တမ်းတစ်ခုရဆိုရင်85%ကသူ့ကိုအမြဲတမ်းမန်နေဂျာဖြစ်ခံဖို့ထောက်ခံထားကြရဗျာတော်တော်များတဲ့အရေးချော်ပဲဒါပေမဲ့ကလပ်တင်ဝစ်တော့တာကတကယ်ကိုရွေးရက်ခက်တဲ့အခြေအနေတစ်ခုပါတစ်ဖက်မှာကြည့်ရင် Carrick ကရလက်ကောင်းနေတဲ့သူ့ရေးချင်းကိုတက်တည်ပြပြီးပြီပြည်သက်အချစ်တော်လည်းချိနေတယ်
ဒါပေမဲ့နောက်တစ်ဖက်မှာတော့ကလပ်ရဲ့ဂုံတိခရေရှည်စီမံကိန်းနဲ့ဒီတန်းတဲ့အောင်မြင်မှုအတွက်နာမည်ကြီးမန်နေဂျာတယောက်လိုအပ်တဲ့ဆိုတဲ့အမြင်တွေကလည်းရှိနေပြန်ရော ကဲဒုတိယမေကွန်ဒါကတော့ဂျေပွန်ကစားသမားရှက်စကိုရဲ့အနာဂတ်အခမ်းကဏ္ဍနဲ့ပတ်သက်တယ်သူ့ရဲ့အဆုံးစွန်နေရာကဘာဖြစ်လာမလဲ လက်ရှိအချိန်မှာသူကိုလူစားဝင်ကစားသမားအဖြစ်သုံးနေတာကအကြောင်းပြချက်ကောင်းရှိပါတယ်တဲ့ဒီနီလန်ကအသင်းသားအကြောက်ဖြစ်နေတယ်နှစ်သူကပွဲအဖြေပြောင်းလဲဖို့အကောင်းဆုံးရွေးချယ်မှုဖြစ်နေတယ်သုံးမန်နေဂျာကသူ့ကိုဂရုတစိုက်ကိုင်းတွယ်နေပြီးတော့နောက်ဆုံးတစ်ချက်ကဖိအားတွေနဲ့လည်းကောက်ွယ်ပေးထားပြီးသားဖြစ်တာပေါ့ ဒါပေမဲ့ကျွမ်းကျင်သူတူရဲ့ဒီအမြင်ကတော့အရေးကြီးတယ်ကျွန်တော်ရှက်ကိုရေရှည်စူပါဆပ်တယာအဖြစ်လုံးဝမမြင်ပါဘူးတဲ့ဆိုလိုတာကတော့သူ့ရဲ့လက်ရှိအခမ်းကဏ္ဍဟာယာယီပဲဖြစ်နိုင်ခြင်းအများများတယ်ဆိုတဲ့သဘောပါပဲ အဲ့ဒီတော့နောက်ဆုံးပေါ်လာတဲ့မိကောင်းကတော့သူဟာ super sub ဆိုတဲ့အဆင့်ကနေ Manchester United ရဲ့အနာဂတ် superstar တယောက်ဖြစ်လာနိုင်ပါမလားဒါကတော့ကျွန်တော်တို့အားလုံးဆက်လက်စောင့်ကြည့်ရမယ်တကယ်ကိုစိတ်လှုပ်ရှားစရာကောင်းတဲ့အနာဂတ်တစ်ခုဖြစ်နေမှာအတိအကျပါပဲ